င်္ဂလာပါမိတ်ဆွေတို့တခြားလာမြန်မာကနေကြည့်လို့လိုက်ပါတယ်ဒီမထင်မဲ့ပဲရောက်ပါပြီတငင်းကုန်းလက်ကားဈေးကြီးပဲဖြစ်ပါတယ်ဒီမှာလည်းလူလို့ဖို့ရှိတာနဲ့သူ့ကိုချိုးဝက်ကတ်လို့ရအောင်ဈေးထဲမှာဘာမှရှိလဲဆိုပြီးတော့လိုက်ကြည့်ပြပါလားဒီမော်ဒီကတစ်လုံးကိုဒီဘက်ကအရှိန်နဲ့ဟာက2000ဒီကောင်နည်းနည်းရှိရှိမင်းတို့လေးကိုဘက်ကကြီးဟိုကတော့3000ကျွန်တော်ဒီဆိုင်လေးဆိုလို့ရှိရင်တစ်စိတ်ကို1000ကျောင်းနေတာပြဒီမှာတော့သူကတစ်လုံးကို2000 3000လောက်ပဲရှိအပုံကြီးဆုံးကပ်ပေါ်လည်းနည်းနည်းလေးရက်ကလုံနေပြီးတော့ကျွန်တော်တို့ကတော့ထားခံတဲ့ဟာကိုပဲရှိလိုက်ပါတယ်ရှောက်ကြည့်ဈေးထဲမှာဟောဒီမှာတွေ့လိမ္မော်သီးတွေပြလိမ္မော်သီးတွေကတော့တစ်လုံးကိုသူက1500ရယ်ပြင်လာတဲ့ဘယ်လောက်ရောက်တော့ဒီ1500 10လုံးလောက်ရှိတယ်那不没有高一张那张呗你说这样嘛啊说来就莫地的吧ဆန်တဲ့ဆန်ရတော့ဈေးမတူဘူးဗျာလိုက်ပြကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ထပ်လည်းဒီကဈေးသက်သာတဲ့ဆန်တွေလည်းရှိနေတယ်ပေါ့ဗျာချိန်ပေးပြီးတော့လက်ကြည့်မယ်ဆိုရင်တော့ပိုကောင်းလက်ကြည့်ရင်နောက်ထပ်ဘာကိုတွေ့လဲဆိုတော့ဒီဘက်နားလေးရဆိုင်မှာတခွားမွေးတွေတွေ့တယ်ဗျတခွားမွေးဆိုင်တခွားမွေးရတော့အစားစားပဲအလုံးနည်းနည်းလေးထားခံတာဆိုလို့ရှိရင်တော့တစ်လုံးကို9000ချုပ်သီးကြတော့လေသူကတခွားမွေးကို4000 6000နေလေရှိပန်းချင်းနဲ့ပန်းသီးတွေကတော့ဈေးတော့မမေးကြည့်မိခဲ့ဘယ်လောက်ရှိတယ်လဲငါကမောက်သီးတွေတက်တော်သီးတွေလှတယ်အများကြီးပဲအသီးတော့တော်တော်ဆုံးတယ်10ဟာတွေ့ပြီဟာစတော်ဘယ်ရီ10သားကို1000နဲ့ဒီဘက်ပုံလေးကြီး10သားကို1000နဲ့ဒီရအောင်လို့နည်းနည်းလေးကြာတော့အထားမခံနဲ့တူလို့အဲ့ကောင်လေးကြီးသူက10သားကို1000တို့ပြင်သူကရွေးတော့ယူလို့မရအကုန်လုံးဟိုပုံထည့်ရအောင်ကျုံထည့်ရမယ်တကူဟိုဘက်မှာတော့အဲ့ဒါလေးကတော့သူက50သားကို6000နဲ့နည်းနည်းတန်တဲ့ကောင်လေးကြီးကတော့ကျွန်တော်အဲ့50သားကို6000လေးရတယ်50သားနှစ်ထုပ်ယူတယ်သူကတော့နည်းနည်းလေးထားခံသေးတယ်နည်းနည်းနောက်တဲ့3-4ရက်လောက်ထားရင်ဘာမှဖြစ်ဘူးအေးဘာအဲ့ဒါကြောင့်ထိုးတာတော့ထိုးရတယ်ဆောက်အောင်မို့နော်အလုံးကြီးရနေတယ်ကဲလေးတဖုန်းကမှမဟုတ်ဆန်ရှင်းဦးလေးရတယ်စိတ်ချနေရွေးပြီးရွေးတယ်အလုံးလေးလှလာလေးလည်းရွေးနေ